Hello ဒါလေးကတော့ hangout day noodle ဘားလေးပြီးသွားတော့ pub 2အနေနဲ့ကတော့ဒီ WhatsApp cafe ကိုသွားထားတဲ့ hangout day pub 2ဖြစ်ပါတယ်ရှင်Okay တော့ noodle ဘားလေးမှာစားပြီးတော့ WhatsApp cafe ကို okay တငယ်ချင်းရဲ့ကားနဲ့ပဲတူတူသွားကြတယ်ပေါ့နော်။လမ်းလေးမှာ WhatsApp cafe 3ဆိုင်ရှိတော့ okay တော့41 branch က cafe ဆိုင်လေးကိုသွားခဲ့ပါတယ်ရှင်။အဲ့တော့ Christmas လမ်းနဲ့နီးနေပြီ Christmas decoration တွေလည်းပြင်ထားပါတယ်ပေါ့နော်။လက်ရောက်ချင်းဆိုင်နဲ့ဝင်ပြီး okay တော့ဘာစားရမလဲဆိုပြီးတော့ပေါ့နော် counter ကိုသွားပြီးတော့မှာကြပါတယ်ရှင်။ WhatsApp cafe မှာ okay ကြိုက်ဆုံးကတော့လေသူ့ရဲ့ dessert မုန့်တွေပေါ့နော်။သူ့ရဲ့ပေါင်မုန့်တွေခေတ်မုန့်တွေကစားပေါ့နော်။တော့ flavor ကောင်းကောင်းနဲ့ပြည့်နှစ်လေးနဲ့စားလို့ကောင်းတယ်။အဲ့ဒီမှာကြိုက်ဆုံးကတော့ tiramisu cake ပေါ့နော်။ okay tiramisu ကိုပထမဆုံးစပြီးတော့စားဖို့တာ WhatsApp cafe မှာစပြီးစားဖို့တာပေါ့နော်။အဲ့မှာပထမဆုံးစားပြီးတော့ okay tiramisu lover ဖြစ်သွားတာဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်သူ့ရဲ့ cheese cream အနှစ်ကစားလေးပြစ်ပြစ်ကလေးနဲ့လေထဲက brownies သားလေးကစားလို့ကောင်းတယ်ပေါ့နော်။ဒါလေးဆိုရင်ကြက်ဥနို့ပေါင်းပေါင်မုန့်ပေါ့နော်။သူ့ရဲ့ဘေးကပေါင်မုန့်သားလေးကစားနူးညံ့ပြီးစားလို့ကောင်းတယ်။ဒါလေးကတော့အားလုံးတည်ပြီးသားဖြစ်တဲ့ red velvet cake ပေါ့နော်။ဒီ cake လေးကလည်းပေါ့နော်ထင်မထားလောက်အောင်ကိုဒီနေ့ကျမှပို့ပြီးစားကောင်းတယ်လို့ခံစားရပါတယ်ရှင်။အဲ့လိုနဲ့မတွေ့ဖြစ်တတ်ကြတဲ့တငယ်ချင်းတွေဟိုเจ้าဒီเจ้าပြောဖြစ်နေပဲပေါ့နော်။မုန့်တွေစားနေခဲ့ကြပါတယ်ရှင်။အားပေးတော့ခက်တော့အပြင်ဘက်ကိုထပ်ပြီးပုံရိုက်တယ်ပေါ့နော်။ဒီ WhatsApp cafe 41 branch ရဲ့ထူးခြားချက်ကတော့ပြင်ဘက်မှာဒီလိုကားလေးရှိရတဲ့ကားလေးနဲ့တက်ပုံရိုက်လို့ရှိရင်တော့တော်တော်လေး aesthetic ဆန်ပါတယ်ရှင်။ဒါလေးကတော့ outfit ချက်လေးပေါ့နော်။အဲ့နေရာ style လေးတစ်မျိုးပြောင်းပြီးဝတ်ထားတာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ WhatsApp cafe သွားထားတဲ့ hangout day vlog part 2လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်။ So see you in the next video guys. Bye bye. Thanks for watching. Bye.